ရွာသူကြီးရေစက်ကူခန်းသွားရင်တော့စာအုပ်ချုပ်တတ်တဲ့သူစီမှာပြန်ချုပ်ခိုင်းလိုက်ပေါ့ကျွန်တော်ကအဟောင်းရောက်တဲ့သူဆိုတော့လက်သမားနည်းနည်းလောက်ပဲသိတာပါညီတန်ဟေးရွာသားတို့မင်္ဂလာပါဗျာမောနေကြတာလားခမ ्या ကအိုးရောက်တဲ့သူမဟုတ်လားကျွန်တော်တို့စီမှာတော့အဟောင်းတွေမရှိတော့ဘူးဖျို့ဖျက်ဖြစ်နေတဲ့တန်တယ်တွေကိုလည်းရွာကလူတွေကရောင်းလိုက်ကြပြီလေအိုးတလုံးနဲ့ခမ ्या စီကဒီတစ်တုံးကိုလဲပြီးရွာကလူတွေအတွက်အုတ်ခဲတင်ခုံလေးတွေပါပေးလိုက်မယ်လေဘယ်လိုလဲအဆင်ပြေလားအမေလေးဒီလူငယ်လေးကတော့လိမ်မပြောဘူးနော်အိုးအစ်တလုံးနဲ့တစ်တုံးကြီးကိုလဲပေးမှာပေါ့ဦးလေးကြီးရေကျွန်တော်ကဒီလောက်ဝဝေးကနေကားမောင်းလာတာခမ ्या ကိုလိမ်စရာလားဒီတိုင်းပဲခမ ्या ကိုခင်လို့မိတ်ဆွေဖွဲ့ရအောင်ပါဟာဟာရွာသူကြီးရေဒီတစ်တုံးကိုတော့မလဲနိုင်ဘူးဗျဒါကဟိုင်နန်ကဟွမ်ဟွာလီလို့ခေါ်တဲ့အဖိုးတန်တင်မျိုးပြပညာရှင်တွေကတော့ကျန်းဟွာဟွမ်တန်လို့ခေါ်ကြတယ်ဒီတစ်တုံးပေါ်မှာပါတဲ့ဒီပုံစံလေးကတော့တစင်မျက်နှာလို့ခေါ်တယ်ဒါကပဲဒီတစ်တုံးရဲ့အဖိုးတန်ဆုံးအချက်ပဲဒီတစ်တုံးကတဝက်လောက်ပဲရှိပေမဲ့အကွဲရမရှိဘူးအပေါက်မပါဘူးမျိုးထဲမှာဆိုရင်အနည်းဆုံး2000လောက်ရနိုင်တယ်နူးအိုဆန်းရေခမ ्या ရဲ့ငါချက်တန်ဦးကတော်တော်ဈေးကြီးတာပဲနော်လင်းရှောင်းဝမ်မင်းကငါရဲ့စီးပွားရေးလမ်းကြောင်းကိုဖျက်ဆီးတယ်ပေါ့လေစောင့်နေစမ်းငါစီကနေတပြားမှရမှာမဟုတ်ဘူးမလဲနိုင်ဘူးဗျဒီပစ္စည်းတွေကရွာသားတွေရဲ့ချွေးနှဲစာနဲ့ရှာထားတဲ့အဖိုးတန်ပစ္စည်းတွေလေရွာသူကြီးရေဦးလေးကြီးကငငယ်ကတော့ခမ ्या ကိုအတုံးမကျတဲ့သူလို့ပြောခဲ့တာပါဒါပေမဲ့အခုတော့သူပြောတာမားနေပြီလေဒီနေ့သာခမ ्या မရှိရင်ကျွန်တော်တို့ရွာရဲ့အဖိုးတန်ပစ္စည်းတွေအကုန်ပါသွားပြီးဒါကကျွန်တော်ကိုကဲလိုက်တာပါပဲရွာသူကြီးရေဒါကအရေးကြီးတဲ့ကိစ္စပါဒီအဖိုးတန်ပစ္စည်းတွေကပျက်စီးသွားလို့မရဘူးလေလင်းရှောင်းဝမ်ခမ ्या ကဘယ်လိုလူမျိုးလဲရွာသူကြီးရေအရင်ဆုံးခမ ्या နဲ့ခဏလောက်စကားပြောရအောင်ရွာသူကြီးရေခဏလောက်အထဲကိုဝင်ပါဦးဒီပစ္စည်းတွေနဲ့ဘာလုပ်ဖို့လဲဒါကစားဖို့မဟုတ်ဘူးဗျအထူးပြုလုပ်ထားတဲ့ဂျုံမုံရည်နဲ့ပြုလုပ်ထားတာပါဒီတစ်တုံးကိုပြန်ပြုပြင်ဖို့အတွက်အထူးသဖြင့်ဓာတုဗေဒပစ္စည်းတွေနဲ့ဖြော်ထားတာပါဒါကိုတန့်စင်တဲ့ဂျုံမုံနဲ့ပြန်ရောဆက်ပြီးတော့အချိန်ချင်းစေးကြောရတယ်ပြီးတော့မှအပေါက်ပြဲတွေကိုအကုန်ဖယ်ရှားပြရတယ်ပြီးရင်တော့တန့်စင်တဲ့ဂျုံမုံပဲကျန်တော့တယ်ပြီးမှမီးအေးအေးနဲ့ပြန်ချက်ရတယ်ဒီလိုမျိုးဆိုရင်တော့နှစ်ပေါင်းရချီပြီးတော့ပျက်စီးမှာမဟုတ်တော့ဘူးဦးလေးကြီးရေခမ ्या တို့တတိထားပါနော်လေတိုက်ရင်တော့စက်ကူတွေပျက်စီးသွားလိမ့်မယ်လင်းကိုကြီးကျမကမြို့ထဲကနေပြီးတော့ရွာရဲ့ရှေးဟောင်းပစ္စည်းတွေအကြောင်းကိုရှာဖွေကြည့်လိုက်တော့အဖိုးတန်တဲ့အကြောင်းတွေတွေ့ခဲ့ရတယ်အဲ့ဒါကြောင့်ဒီစရင်ကိုဖြစ်ဆွတ်ပေးဖို့အကူအညီတောင်းချင်လို့ပါကောင်းလိုက်တာစုဆရာမကြီးအချို့စာသားတွေကပျက်စီးသွားတာကြောင့်အခုလိုမျိုးဖြစ်ဆွတ်ပေးလိုက်တော့အကုန်လုံးပြည့်စုံသွားပြီလေဒါကဘာအတွက်လဲဒါကတော့စက်ကူတွေကိုပြန်လည်ပြုပြင်ဖို့အတွက်ပဲဗျာနှစ်ပေါင်းရာချီကြာမြင့်နေပြီဖြစ်တဲ့ဒီစာရွက်တွေကိုပြန်လည်ပြုပြင်ဖို့အတွက်ဆိုရင်တော့ဒီနီလန်းကအကောင်းဆုံးပဲလေတကယ်လို့စက်ကူအစ်စ်နဲ့အစားထိုးမယ်ဆိုရင်တော့အဆင်မပြေဘူးလေဒါကြောင့်ဒီလိုနီလန်းနဲ့ပဲပြန်လုပ်ရမှာပေါ့ဒီလိုဆိုရင်တော့အရင်တိုင်းပြန်ဖြစ်သွားမှာပါလင်းကိုရီခမ ्या ရဲ့လက်ရာကတကယ်ကိုအံ့ဩဖို့ကောင်းတာပဲဒါကတော့အံ့ဩစရာမဟုတ်ပါဘူးဗျာစစ်ရှိတီးခံပြီးတော့လောက်ရတဲ့ကိစ္စပါဒါတွေကတော့ကျွန်တော်တို့ရွာရဲ့အဖိုးတန်ပစ္စည်းတွေလေဒါတွေကိုပျက်စီးသွားအောင်ခွင့်မပြုနိုင်ဘူးလေဒီပစ္စည်းတွေကိုပြန်လည်ပြုပြင်ပြီးတော့မှသာခမ ्या တို့စီကိုပြန်ပေးနိုင်မှာပါစုဆရာမကြီးရွာကလူတွေကလင်းအကိုရဲ့အရေးချင်းကိုအကုန်သိသွားကြပြီလေအခုတော့ရွာသူကြီးနဲ့တိုင်ပင်ပြီးတော့ဒီပစ္စည်းတွေကိုပြန်လည်ပြုပြင်ပြီးတာနဲ့ရွာကလူတွေအကုန်လုံးကလင်းအကိုကိုကျေးဇူးတင်ကြမှာပါအခုတော့လင်းအကိုကိုလက်ဆောင်တွေပေးလိုက်အောင်မယ်ဒီရက်ပိုင်းတွင်းမှာတော့အလုပ်တွေရှုပ်နေတာကြောင့်ပစ္စည်းတွေလာမယူဖြစ်သေးဘူးအိမ်မှာလည်းအလုပ်တွေရှုပ်နေတယ်ပတ်စံကြောင်းကတော့ကျွန်တော်စီစဉ်လိုက်ပါမယ်ဘိုးဘေးတွေရဲ့ပစ္စည်းတွေကိုတော့ကျွန်တော်တို့မဖျက်ဆီးသင့်ပါဘူးဗျာအော်တန်ရွာသူကြီးရေဒီနေရာကိုမြ мян ပြင်ဆင်ပါအောင်ရေမဝင်အောင်လုပ်ပေးပါအောင်ရွာသူကြီးရေခမ ्या ကကျွန်တော်တို့ရွာကိုကယ်တင်ဖို့အတွက်လာတာလေးဘာလို့အခုလိုမျိုးဖြစ်သွားရတာလဲဘိုးဘေးတို့ရဲ့အမွေနှစ်တွေကိုတော့ကျွန်တော်တို့ဆက်လက်ထိန်းသိမ်းထားရမှာပေါ့ဦးလေးကြီးရေဒါကတော့ကျွန်တော်တို့ရွာရဲ့အဖိုးတန်ပစ္စည်းတွေလေဒီပစ္စည်းတွေကိုပြန်လည်ပြုပြင်ဖို့အတွက်ကအကုန်လုံးပေါင်းရင်2400လောက်တော့ကုန်ကြမှာပါခမ ्या အနေနဲ့ဒီပစ္စည်းတွေကိုပြုပြင်ဖို့အတွက်အချိန်ပေးပြီးတော့ကူညီပေးပါဦးဒါတွေကတော့ကျွန်တော်တို့ရွာရဲ့အဖိုးတန်ပစ္စည်းတွေလေအကုန်လုံးကလည်းခမ ्या ရဲ့စေတနာပါပဲလင်းကိုရေခမ ्या ကတော့တကယ်ကိုသူရဲကောင်းပါပဲရွာသူကြီးတို့ရေကျွန်တော်ကဒီပတ်စံတွေကိုရယူခဲ့တာပါဒါပေမဲ့ကျွန်တော်ကဒီပတ်စံတွေကိုကိုယ့်အတွက်မသုံးပါဘူးဒီပတ်စံတွေကိုရွာကကလေးတွေအတွက်စာအုပ်တွေပညာရေးအတွက်ပဲအသုံးပြုမှာပါဒီလိုဆိုရင်တော့ရွာကကလေးတွေအတွက်အများကြီးအထောက်အကူဖြစ်မှာပေါ့စုဆရာမကြီးခမ ्या ကကျွန်တော်ကိုယုံကြည်တယ်ပေါ့ဟုတ်ပါတယ်လင်းကိုရေခမ ्या ကတော့တကယ်ကိုစိတ်ကောင်းရှိတဲ့သူပါဟုတ်ပါတယ်လေအဲ့ဒီနောက်မှာတော့ရွာကလူတွေကသူတို့ရဲ့ဘဝတွေကိုပို့ပြီးတော့ကောင်းမွန်အောင်စူးစမ်းခဲ့ကြတယ်သူတို့ရဲ့ဘိုးဘေးတွေကတော့ဒီရွာမှာပဲအမြဲတမ်းရှိနေမှာပေါ့